င်္ဂလာပါရှင်ဒီကွန်မန့်လေးကိုလာပြီးတော့ဖြစ်ပေးတာဖြစ်ပါတယ်သူကတော့အမလိုင်းစိမ့်မှာဖုန်းခေါ်ရင်ဖုန်းကန်လို့မရတော့ဒီအားလေးကိုပြန်ပေးပါဆိုလို့လာပြီးတော့ပြန်ပေးတာပဲဖြစ်ပါတယ်လိုင်းစိမ့်မှာဖုန်းကန်လို့မရတာကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနီလန်းလေးတွေကကိုယ့်အတွက်အကျိုးရှိတယ်ဆိုလို့ရှိရင်လက်ရှယ်လေးလို့အသေးလေးလည်းပေးပြီးတော့ကွန်မန့်လေးလည်းရေးသွားပါရှင်စိတ်ခလုတ်ခရီးကိုလည်းနှိပ်ဖို့မမေ့ပါနဲ့ရှင်အခုတော့ပဲဤပညာလေးတွေမျှဝေသွားမှာဖြစ်လို့အားလုံးပဲဘယ်လိုလုပ်ရမလဲဆိုတာကြွကြည့်ကြမယ်ရှင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ဒီမှာလိုင်းစိမ့်လေးကိုဒါလေးကိုကဒီလိုလေးလက်ကလေးနဲ့ဖိလိုက်ပါဖိပြီးသွားပြီဆိုလို့ရှိရင်အပေါ်ကအိုင်ပုံစံနဲ့ဟာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီမှာ app permission ကိုဝင်လိုက်ပါဝင်ပြီးတော့ပြီဆိုလို့ရှိရင်ကိုကဒီမှာဘလူးကောဖုန်းကောအကုန်ပေါ့နော်စာပို့တာမက်ဆေ့ပို့တာမက်ဆေ့ဝင်တာအကုန်လုံးရောဒီနေရာမှာတွားပြီးတော့ဖွင့်ရမှာပဲဖြစ်ပါတယ်အခုတော့ပဲအပေါ်ဆုံးကြောင်းမှာ on နေရာမှာတွားထားလိုက်ပါဒီလိုပဲ on နေရာမှာပဲတွားထားပါအားလုံးကိုပေါ့နော်အတန်ရောဖုန်းပြောတာရောအကုန်လုံးပေါ့နော်အကုန်လုံးကိုဖွင့်ရမှာပဲဖြစ်ပါတယ်ဒီအပေါ်ဆုံးကြောင်းမှာအောက်ကြောင်းမှာဖြစ်နေရဆိုအပေါ်ကြောင်းမှာတွားပြီးတော့ပြောင်းထားလိုက်ပါဒီ noti နေရာမှာလည်းဖွင့်ရမှာပဲဖြစ်ပါတယ်ဒီ noti အားလုံးကိုတွားပြီးတော့ဖွင့်လိုက်ပါဒီဖုန်းနေရာမှာလည်းဒီလိုပဲ on နေရာမှာတွားထားလိုက်ပါပြီးရင်ပြန်ထွက်လိုက်ပါပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ other permission တွေကိုဝင်လိုက်ပါသူ့ကိုလည်းဒီလိုမျိုးအနီရောင်မှတ်ချက်ကလေးဖြစ်နေရဆိုလို့ရှိရင်ဒီလိုအစိမ်းရောင်မှတ်ချက်ကိုတွားပြီးတော့လောက်ထားလိုက်ပါသူကအပေါ်မှာဖြစ်နေရဆိုဒီအောက်မှာပြောင်းထားလိုက်ပါပြီးလို့ရှိရင်ဒီမှာလည်းအနီရောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီအောက်မှာပြောင်းထားလိုက်ပါဒီလိုမျိုးပေါ့နော်အမှန်ချက်အစိမ်းလေးတွေဖြစ်နေမှရမယ်ရှင်အကုန်လုံးပဲဒီနေရာမှာဒီဖုန်းတစ်လုံးနဲ့တစ်လုံးမတူဘူးပေါ့နော်ဒီနေရာမှာတော့တချို့ကအများကြီးပဲပါပါတယ်စာကြောင်းတွေပေါ့နော်အဲ့ဒီစာကြောင်းတွေအကုန်လုံးကအမှားကြီးအနီရောင်ဖြစ်နေရဆိုလို့ရှိရင်ဒီလိုအမှန်ချက်ကလေးတွေကိုတွားပြီးတော့ပြောင်းထားလိုက်ပါအဲ့တော့ပြန်ထွက်လိုက်ပါဒီ notification နဲ့ဝင်လိုက်ပါဝင်ပြီးတော့သူ့ကိုလည်းဒီလိုပဲ noti လေးတွေတွားပြီးတော့အကုန်လုံးဖွင့်ပေးလိုက်ပါဒီလိုမျိုးပြီးသွားပြီဆိုလို့ရှိရင်ကိုကဒီမှာပေါ်ဆုံးကစတိုရီတွေကိုဝင်လိုက်ပါဒီနေရာမှာပေါ့နော်အောက်ဆုံးက B နေရာလေးမှာအောက်ဆုံး B နေရာလေးမှာဒီမှာအများကြီးပဲတက်ရှေးလောက်ရမှာပေါ့နော်အဲ့တော့ကိုကတက်ရှေးလောက်မှာဖြစ်တဲ့အတွက်အောက်က clear data ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ဒီမှာနှစ်ချောင်းပေါ်လာလိမ့်မယ်ပေါ့နော်နှစ်ချောင်းပေါ်လာလို့ရှိရင်ဒီအောက်က clear cut ကိုချက်ကိုနှိပ်ပါပြီးရင် okay ကိုနှိပ်လိုက်ပါဒါဆိုရင်ကိုကဒီမှာတက်ရှင်းလောက်ပြီးသွားပြီပေါ့နော်အောက်ဆုံးကဒီ B နေရာအကြောင်းလေးမှာ0ဖြစ်သွားပြီဆိုလို့ရှိရင်ဒါကိုကတက်ရှင်းလောက်ပြီးသွားပါပြီအဲ့တော့ကိုကဒီလိုမျိုးတွေလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာနောက်တစ်ခုရှိတယ်ပေါ့နော်ဒီနေရာဒီမှာ wifi နဲ့ချိတ်ထားရတာရှိပါတယ်အဲ့ဒီနေရာမှာလည်းသွားစစ်ဆင်ရမှာပေါ့နော်ကိုကဒီမှာ wifi ကိုရောကတ်တွေရောအကုန်လုံးပေါ့နော်ဒီနေရာမှာဖွင့်ထားမှရမယ်ရှင် wifi ကိုပိတ်ထားလို့မရပါဘူးအဲ့တော့ဒီနေရာမှာလည်း wifi ကိုသွားပြီးတော့ဖွင့်ထားပါအဓိက line ပေါ့နော် line မကောင်းရင်တော့ဒီလိုမျိုးတွေဖြစ်တတ်ပါတယ် line ကောင်းဖို့လည်းလိုပါတယ်ရှင်အဲ့လိုမျိုးကြီးပြောင်းထားမှရမယ်ရှင်အဲ့ဒီတော့ကိုကဒီလိုအားလုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင်ပြန်ထွက်လိုက်ပါပြန်ထွက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကသူ့ကို update လုပ်ပေးလိုက်ပါ Play Store ထဲကိုဝင်လိုက်ပါဝင်ပြီးသွားရင်ဒီမှာ server မှာကိုကရိုက်ပြီးတော့ရှာလိုက်ပါလိုင်းစိမ်းကိုရိုက်ရှာပေါ့နော်ပြီးလို့ရှိရင် update လုပ်မှာဖြစ်တဲ့အတွက် UPDADE ဆိုတာကို update ပေါ့နော်အဲ့ဒါကိုနှိပ်လိုက်ပါအဲ့လိုပေါ်လာလို့ရှိရင်ဒီမှာကိုကဒီနေရာမှာ over ပေါ်နေတယ်ဆိုလို့ရှိရင်တော့ကိုက update လုပ်ထားပြီးသားပေါ့နော်ဒီနေရာမှာ update လုပ်ပေါ်လာလဲဆိုရင်တော့ update လုပ်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကတစ်လတစ်ခါမကြာခဏပေါ့နော် update ကိုလုပ်ပေးရပါတယ်ကိုသုံးတာများရင်တော့များသလို update လုပ်ပေးရပါတယ်အဲ့တော့ဒီ update လုပ်တာကိုလည်းလုပ်ပေးပါတန်ရှင်းလည်းလုပ်ပေးပါပြီးတော့ Sona လုပ်လေးတွေကိုလည်းတွားပြီးတော့လုပ်လိုက်ပါအဲ့ဒါဆိုရင်တော့အဆင်ပြေသွားပါပြီဒီနည်းလမ်းအတိုင်းပဲတွားလို့ကြည့်ပါအားလုံးပဲအဆင်ပြေကြပါလိမ့်ရှင်